TikTok မှာကို view 0ဖြစ်တဲ့ပြဿနာပြန်ဖြစ်နေတယ်ပေါ့နော်ဒါကကျွန်တော်တို့ account တိုင်းဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူတို့ဘက်ကနေလည်း account တစ်ခုချင်းစီကိုပြန်လည်ပြီးတော့စစ်ဆေးနေတယ်လို့လည်းပြောထားတယ်ပေါ့နော်ဒီပြဿနာကိုကျွန်တော်တို့လောလောဆယ်မှာဘယ်လိုဖြေရှင်းကြမလဲဟိုတင်လိုက်တာတစ်နာရီနှစ်နာရီလောက်ကြာသွားတယ်ဆိုပေမဲ့ view က0ကနေမတက်တာမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်တို့ creator search insight ကနေပြီးတော့ကျွန်တော်တို့ post တွေပြန်သွင်းတင်လို့ရတယ်ပေါ့နော်ဒီဟာလေးကိုမလုပ်တတ်ဘူးဆိုရင်လည်းကျွန်တော်အခုပြထားတဲ့နီးလေးကိုလိုက်ကြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော် search bar နဲ့ creator search insight ဆိုပြီးတော့ရိုက်ချလိုက်ပါတော့။ဖွင့်ထိတ်ဆုံးမှာပေါ်လာတဲ့ view ကိုနှိပ်ပြီးသွားလို့ရှိရင်လည်းဒီမှာထိတ်ဆုံးမှာပဲထပ်ပေါ်လာတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါတော့။ video icon လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်အမှ video ရွေးတဲ့နေရာလေးရောက်အောင်မယ်။အမှ video ပုံမှန်တိုင်းလေးပဲရွေးမယ် caption တွေရေးမယ်အဲ့မှာတင်လိုက်လို့ရတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုယ်နဲ့သက်ဆိုင်တဲ့keyword ကိုပဲရိုက်ထည့်ပြီးတော့လေကျွန်တော်တို့ video တင်တာမျိုးလုပ်လို့ရတယ်ပေါ့နော်။လုံးမဲ့အဆင်ပြေကြပါစေခင်ဗျ။